အားလုံးပဲမင်္ဂလာပါကျမရဲ့ Sim Knowledge Sharing YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့လူတော်တော်များများရဲ့အိမ်မက်ဖြစ်တဲ့တိုင်းကျွေတတိဖြစ်ဖို့ဘာတွေလိုအပ်တယ်လဲဆိုတဲ့အကြောင်းအရာတွေကိုမျှဝေပေးမှာဖြစ်ပါတယ်ဒါဟာလဲကူတဲ့အကြောင်းအရာတော့မဟုတ်ပါဘူးဒါပေမဲ့မှန်ကန်တဲ့အတွေ့အခေါ်မှန်ကန်တဲ့ရည်မှန်းချက်မှန်ကန်တဲ့နည်းဗျူဟာဇွဲလုံးလာရီယာတွေနဲ့အားထုတ်ကြိုးပမ်းမယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ရဲ့အိမ်မက်ကိုရောက်ရှိစေမှာဖြစ်ပါတယ်ဒီလိုဆိုရင်တန်းကျွေတတိဖြစ်ဖို့ရှိကိုရှိရမယ်အဓိကအချက်၅ချက်ကိုစလိုက်ကြရအောင်ပါနံပါတ်1အကြောင်းအရာကတော့မိတ်ဆွေတို့မှာငွေကြေးနဲ့ပတ်သက်တဲ့တိကျပြတ်သားတဲ့ရည်မှန်းချက်တစ်ခုထားရှိဖို့လိုအပ်ပါတယ်မိတ်ဆွေတို့ကငွေကြေးဘလောက်ပမာဏချမ်းသာခြင်းတာလဲဘယ်အချိန်တိုးတွင်းမှာချမ်းသာခြင်းတာလဲဒီလိုတိကျတဲ့ရည်မှန်းချက်ပန်းနိုင်တွေရှိနေဖို့လိုအပ်ပါတယ်ဒါတွေကလည်းမိတ်ဆွေတို့ရဲ့လုပ်ငန်းပုံမူတည်ပြီးတော့မှထားရှိဖို့ရဖြစ်ပါတယ်ဒီလိုရှိနေမှသာလေမိတ်ဆွေတို့ရဲ့ပန်းနိုင်ကိုတက်မဲ့စွာရောက်ရှိစီမှာဖြစ်ပါတယ်ဒါတွေအပြင်မိတ်ဆွေတို့မှာမိတ်ဆွေတို့ရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ဝင်ငွေထွက်ငွေစီးရင်တွေနောက်တစ်ခုကတော့မလိုအပ်တဲ့သုံးစိတ်လျှော့ချတဲ့ဒါတွေရေရှည်ရင်းနှီးမြှုပ်နှံခြင်းတွေအပြင်အရေးပေါ်သုံးစွဲဖို့ရအတွက်ငွေစုချင်းတွေကလည်းရေးပါပါတယ်ဒီလိုစီးရင်စရာတွေကိုတေချာပြုလုပ်မယ်မိမိရဲ့ငွေကြေးပန်းနိုင်ကိုလည်းတေချာချမှတ်မယ်ဆိုလို့ရှိရင်ကိုလိုချင်တဲ့ငွေကြေးအောင်မြင်မှုပန်းနိုင်ကိုမလွဲမသွေရောက်ရှိစီမှာဖြစ်ပါတယ်ဒါတွေရဲ့အခြေခံချက်ကလည်းရေးကြည့်တာတစ်ခုရှိနေပါတယ်ဒါကတော့မိတ်ဆွေတို့ရဲ့စိတ်ထားပါပဲမိတ်ဆွေတို့ကိုယ်တိုင်ကဒီပန်းနိုင်ကိုချမှတ်ပြီးတော့မှငါရအောင်သွားမယ်ဆိုတဲ့စိတ်တစ်ခုတည်းနဲ့လုပ်မယ်ဆိုလို့ရှိရင်ဒီလိုငွေကြေးအောင်မြင်မှုပန်းနိုင်ကိုမလွဲမသွေရောက်ရှိစီမှာဖြစ်ပါတယ်နံပါတ်2အကြောင်းအရာကတော့မိတ်ဆွေတို့ကအမြဲစဉ်ဆက်မပြတ်လေ့လာသင်နေဖို့ပါပဲတိုးတက်ပြောင်းလဲလာတဲ့ခေတ်စနစ်အရစီးပွားရေးတွေနည်းပညာတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေကလည်းအသစ်တွေအမြဲဖြစ်ပေါ်နေပါတယ်ဒါကြောင့်မိတ်ဆွေတို့အနေနဲ့ဘူးတုဒအသစ်တွေရှာဖွေရင်သင်တန်းတွေတက်ရမယ်စာအုပ်တွေဖတ်ရမယ်ကျွမ်းကျင်သူတွေမျှဝေတဲ့နည်းပညာတွေကိုလေ့လာသင်ယူရမယ်စီးနှင်းတိုင်ပင်လာမျိုးတွေလုပ်မယ်ဆိုလို့ရှိရင်အောင်မြင်မှုပန်းနိုင်ကိုရောက်ရှိစေမှာဖြစ်ပါတယ်ဒါကြောင့်လေ့လာသင်ယူခြင်းဟာလည်းအောင်မြင်မှုအတွက်အခွင့်အလမ်းတစ်ခုပဲဖြစ်ပါတယ်နံပါတ်3ချက်ကတော့လုပ်ငန်းပိုင်းဆိုင်ရာကြောက်ရွံ့မှုတွေကိုလက်ခံနိုင်စွမ်းရှိဖို့ပါပဲတန်းကျဲတတိတော်တော်များများကသူတို့ရဲ့ငွေကြေးအောင်မြင်မှုတွေအပြင်ငွေကြေးကြာရှုံးမှုတွေလုပ်ငန်းပိုင်းဆိုင်ရာအဆင်မပြေမှုတွေလည်းအကြိမ်ကြိမ်ရှိခဲ့ကြတာပါပဲဒီလိုကြာရှုံးမှုအနေတွေကိုလက်ခံနိုင်ပြီးစ조사ရုံးကန်နိုင်မှသာလေငွေကြေးအောင်မြင်မှုပန်းနိုင်ကိုရောက်ရှိစေမှာဖြစ်ပါတယ်ဒီနေရာမှာပြောချင်တာကအောင်မြင်ခြင်းနဲ့ကြာရှုံးခြင်းဟာအမြဲတွဲနေရဆိုတာပါပဲဒီလိုကြာရှုံးမှုတွေကိုကြိုတွေးပြီးတော့မလျှောက်လှမ်းဘူးဆိုလို့ရှိရင်ဘယ်တော့မှချမ်းသာတဲ့ငွေကြေးချမ်းသာတဲ့ငွေကြေးအောင်မြင်တဲ့လူတရားဖြစ်လာမှာမဟုတ်ပါဘူး။ဒါကြောင့်မိတ်ဆွေတို့ရဲ့ရည်မှန်းချက်ပန်းနိုင်ဖြစ်တဲ့ငွေကြေးအောင်မြင်မှုရရှိဖို့ရာအတွက်ကကြောက်ရွံ့မနေဘဲနဲ့မိတ်ဆွေတို့ရဲ့ဘူးတူတာတွေလုပ်ငန်းအတွေ့အကြုံတွေကိုအခြေခံပြီးရဲရဲဝံ့ဝံ့ရှေ့ဆက်မှသာလေငွေကြေးအောင်မြင်မှုပန်းနိုင်ကိုရရှိစေမှာဖြစ်ပါတယ်။နံပါတ်4အကြောင်းအရာကတော့စိတ်ရှိတည်ခံပြီးတော့ဇွဲရှိဖို့ရလိုအပ်ပါတယ်။တန်းကျွေတတိဖြစ်ဖို့ဆိုတာကမိဘမျိုးကတန်းကျွေတတိဖြစ်လို့မိတ်ဆွေတို့ကတန်းကျွေတတိဖြစ်လာတာမထူးဆန်းပါဘူးအခုကျွန်မပြောချင်တဲ့တန်းကျွေတတိဆိုတာတွေကတညတခဏနဲ့ဖြစ်လာသူတွေမဟုတ်ပါဘူးသူတို့ရဲ့ဇွဲလုံးလာဝရိယတွေကံဉဏ်တွေနဲ့ပေါင်းဆက်ပြီးတော့မကြောက်မရွံ့စိတ်ရှိတည်ခံပြီးတော့မှရဲဝံ့ရှေ့ဆက်တဲ့သူတွေပဲဖြစ်ပါတယ်အချိန်တွေယူရတယ်လို့ကြာရှုံးရင်လည်းပဲစိတ်တက်မကြပဲနဲ့မိမိရည်မှန်းထားတဲ့ငွေကြေးရည်မှန်းချက်ပန်းနိုင်ကိုအာယုံစိုက်ပြီးတော့ရှောက်လန်းဖို့ရလိုအပ်ပါတယ်ဒီလိုတိခံစိတ်တွေထားမယ်ဇွဲလုံးလာဝရိယတွေရှိမှသာလေငွေကြေးအောင်မြင်ပန်းနိုင်ကိုရောက်ရှိစေမှာဖြစ်ပါတယ်နောက်ဆုံးချက်ကတော့မိတ်ဆွေတို့ကိုယ်တိုင်မှန်ကန်တဲ့အပေါင်းအသင်းတွေမှန်ကန်တဲ့လူမှုအတိုင်းဝိုင်းတွေကိုရှာဖွေပေါင်းတင်ဆက်ဆံတတ်ဖို့လိုအပ်ပါတယ်မိတ်ဆွေတို့ရဲ့ပတ်ဝန်းကျင်ကလူတွေကမိတ်ဆွေတို့အောင်မြင်ခြင်းကြာရှုံးခြင်းတွေနဲ့လည်းအများကြီးသက်ဆိုင်နေပါတယ်မိတ်ဆွေတို့ကအောင်မြင်တဲ့သူတွေအပြုသဘောဆောင်တဲ့သူတွေနဲ့ရွေးချယ်ပေါင်းတင်ဆက်ဆံနေထိုင်ပြီးတော့မှသူတို့ရဲ့နီးနာနဲ့တရားတွေသူတို့ရဲ့တွေးခေါ်ပုံတွေသူတို့ရဲ့လုပ်ငန်းပိုင်းဆိုင်ရာအတွေ့အကြုံတွေကိုကိုကလေ့လာသိယူမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ငွေကြေးအောင်မြင်မှုပန်းနိုင်အတွက်အခွင့်အလမ်းတွေကိုရရှိစေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာကျွန်မမျှဝေပေးသွားတဲ့တန်းကျွေတတိဖြစ်ဖို့ရာအတွက်အကြောင်းအရာ၅ချက်ကိုမိတ်ဆွေတို့အနေနဲ့ထိုင်နေတတ်မယ်လို့ယုံကြည်ပါတယ်။ဒါကြောင့်ကျွန်မရဲ့ဗီဒီယိုလေးတွေကိုလည်းစိတ်ဝင်စားမယ်ဆိုလို့ရှိရင်like and subscribe လုပ်ပေးကြပါလို့အကြံပြုပါတယ်နောက်ထပ်ဗီဒီယိုလေးတွေကိုလည်းဆက်လက်တင်ဆက်ပြီးမှဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြဖို့အကြံပြုလိုက်ပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်